အာမခံဆိုတာငွေရှိတိုင်းဝယ်လို့ရတဲ့ကုန်ပစ္စည်းတစ်ခုမဟုတ်ပဲအရေးချင်းပြည့်မီမှရှောက်ထားလို့ရတယ်ဆိုတာကိုသိပါသလားရှင်မင်္ဂလာပါရှင်ကျမကတော့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မက်ကေခိုင်ဝင်းဖြစ်ပါတယ်ရှင်ငွေရှိရင်ဘာမဆိုဝယ်လို့ရတယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့ကျမအာမခံလောကထဲမှာဖြတ်တန်းလာတဲ့တခြားမှာတစ်ခုသတိထားမိတာရှိပါတယ်ဒါကတော့အာမခံဆိုတာငွေရှိတိုင်းဝယ်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာပဲဖြစ်ပါတယ်လူတော်တော်များများကအာမခံကိုကျမတို့ဈေးဝယ်စင်တာတွေမှာပစ္စည်းဝယ်တယ်လို့မျိုးငါမှပတ်စံရှိတဲ့အခုချစ်ချင်းရောင်းပေးလို့ပြောလို့မရပါဘူးအာမခံဆိုတာဝယ်ယူတာထက်ရှောက်ထားရတယ်လို့ပြောရင်ပိုပြီးမှန်ပါလိမ့်မယ်ကျမရဲ့အာမခံတက်တန်းတစ်လျှောက်မှာငွေအပုံလိုက်ရှိပေမဲ့အာမခံထားချင်ပါတယ်ဆိုပြီးတော့လာလျှောက်တဲ့အခါလက်ခံလို့မရတဲ့သူတွေကိုအများကြီးတွေ့ပူပါတယ်ကျမတို့အာမခံ community တစ်ခုကလူတစ်ယောက်ကိုအကာအကွယ်ပေးတော့မယ်ဆိုရင်သူ့ရဲ့လက်ရှိကျန်းမာရေးအသက်အရွယ်နဲ့ကျမတို့ rich ဖြစ်နိုင်ခြေတွေကိုသေချာစီစစ်ပါတယ်ကျမတို့ယောဂအပြင်းအထန်ရှိသွားပြီဆိုမှဒါမှမဟုတ်အသက်အရွယ်အရန်ကြီးသွားပြီဆိုမှငွေတွေဘလောက်ပဲထုတ်ပေးအာမခံ community တွေကလက်မခံတော့ပါဘူးဒီချိန်ကျမှငါမှငွေရှိတာပဲဘာဖြစ်လို့ငါ့ကိုလက်မခံတာလဲလို့မေးအရန်ကိုနောက်ကျသွားပါပြီဒါကြောင့်အာမခံဆိုတာကျန်းမာရေးချွတ်ယွင်းတဲ့အချိန်ကိုလိုအပ်တဲ့အချိန်ကြတော့မှရှာရတဲ့အရာမဟုတ်ပဲနေကောင်းကျန်းမာတဲ့အချိန်ကျမတို့ဝင်ငွေရှိတဲ့အချိန်မှာကြိုတင်ပြင်ဆင်ရတဲ့အရာဖြစ်ပါတယ်ကျမတို့အရွယ်ရှိတုန်းကျန်းမာရေးကောင်းတုန်းအချိန်ရှိတုန်းမှာရှောက်ထားမှသာလိုချင်တဲ့အကာအကွယ်ကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်ကိုမှာယောဂတစ်ခုခုရှိလာပြီဆိုရင်တော့အကာအကွယ်ရဖို့ခက်ခဲသွားပါလိမ့်မယ်အာမခံကမ္ပဏီကတင့်ကိုအကာအကွယ်ပေးဖို့ရွေးချယ်နိုင်ခွင့်ရှိသလိုတင်ကလည်းကျန်းမာနေတော့မှအကောင်းဆုံး policy ကိုရွေးချယ်နိုင်ခွင့်ရှိရပါမယ်အာမခံဆိုတာတင့်ရဲ့ငွေကြေးထက်တင့်ရဲ့ကျန်းမာရေးနဲ့အချိန်ကိုပိုပြီးအလေးထားတာဖြစ်ပါတယ်ကျမတို့အခွင့်အရေးဆိုတာလက်လွတ်လိုက်မှပြန်ရှာလို့မရတဲ့အရာမျိုးပါဒါကြောင့်ကျန်းမာရေးကောင်းတော့အချိန်ရှိခိုက်မှာမိသားစုနဲ့ကိုယ့်ရဲ့အနာဂတ်အတွက်အာမခံကိုအခုတည်းကစတင်ရှောက်ထားဖို့အတွက်တိုက်တွန်းပါစေရှင်ဒီနေ့ကျမပြောပြတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်တခြားသိလိုတာများရှိရင်လည်း comment မှာမှန်ပြီးတော့မေးခဲ့လို့ရပါတယ်ရှင်ကျမတို့ AI မြန်မာရဲ့ protection အကောင်းဆုံးအာမခံများအကြောင်းကိုအသေးစိတ်သိရှိလိုပါကအချိန်မျိုးဆက်သွယ်မေးမြန်းပြီးတော့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။တာယာပျော်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်။